ဒီနေ့မှာတော့ကျွန်တော်ဒီနေဝေးကသပင်ဝါဒနာရှင်တွေနဲ့ overseas ရောက်နေတဲ့သပင်ဝါဒနာရှင်တွေအတွက်ကိုကျွန်တော်ဒီကိုရောက်တဲ့နေရာနေပြီးတော့မှကိုဝါဒနာပါတဲ့သပင်ပညာရပ်ကိုရောက်တဲ့နေရာနေပြီးတော့မှလေ့လာသင်ယူလို့ရအောင်ဆိုပြီးတော့မှကျွန်တော်တို့ရဲ့ business မြန်မာသပင်ညက်နည်းပညာစာအုပ်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီသပင်ညက်နည်းပညာစာအုပ်ကတော့ဒါမိန်းကလေးဘာသာလုံးစာအုပ်ပေါ့နော်ကျွန်တော်ရဲ့ဒီမိန်းကလေးဘာသာလုံးထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီမိန်းကလေးနဲ့ပတ်သက်တဲ့သပင်ပိုင်းနဲ့ပတ်သက်တဲ့သပင်ညက်နည်းပညာတွေအကုန်လုံးထည့်ထားပြီးတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ကဒီသပင်ညက်တာတွေကောက်တာတွေဖြောင်းတာတွေကာလာပိုင်းနဲ့ရှမ်ပူပိုင်း facial ပိုင်းတွေအကုန်လုံးပါမှာပေါ့နော်အကောက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော် digital ကောက်အေးကောက်ဆိုပြီးတော့မှ2မျိုးလုံးထည့်ထားပြီးတယ်အညက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်စမိတ်ညက်နေတွေဇွဲညက်နေတွေအကုန်လုံးပါမယ်အတူပုံလေးတွေအရှည်ပုံတွေ stack တွေ box တွေအကုန်လုံးပါမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီပုံလေးတွေနဲ့စာလေးတွေနဲ့ထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့အရှိခံရှိသည်ဖြစ်စေအရှိခံမရှိသည်ဖြစ်စေကိုဝါဒနာပါတယ်ဆိုလို့ရှိရင်ဒီစာအုပ်လေးတွေကိုဖတ်ပြီးတော့မှလေ့လာသိလို့ရတယ်ပေါ့နော်ဒီလိုမိတ်ဆွေတို့အနေနဲ့ဒီစာအုပ်လေးကိုဝယ်ယူထားပြီးလို့နားမလည်တာရှိတယ်မရှင်းတာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့06633939နဲ့399633232339တို့မှာအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီသပင်ညက်နည်းပညာစာအုပ်ထဲမှာဆိုလို့ရှိရင်တို့ဒီဘာသာရပ်ကြီး6မျိုးပါတယ်ပေါ့နော်သပင်ညက်တာတွေကောက်တာတွေဖြောင်းတာတွေကာလာပိုင်းရှမ်ပူပိုင်းနဲ့ facial ပိုင်းနဲ့အကုန်လုံးဒီထဲမှာထည့်ထားပြီးတယ်ကာလာပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ကာလာအယောင်စက်နည်းတွေအယောင်တန်နည်းတွေပါမယ်ကျွန်တော်ဒီချုပ်စည်းရာခိုင်နှုန်းအကြောင်းနဲ့အလင်းစစ်နံပါတ်အကြောင်းနဲ့ကာလာနံပါတ်အကြောင်းတွေအကုန်လုံးပါပေါ့နော်မျက်နှာပိုင်းမှာဆိုလို့ရှိရင်မျက်နှာကြီးချွတ်အစိတ်ထုတ်တာတွေရွှေတွင်းတာတွေပလဲတွင်းတာတွေပါမယ်ပြီးရင်မျက်နှာစီးနှိပ်ကွက်28ကွက်လောက်ထိထည့်ထားပြီးတယ်ပြီးရင်ကျွန်တော်ခေါင်းချော်နှိပ်ကွက်ပေါ့နော်ခေါင်းချော်နှိပ်ကွက်မှာဆိုလို့ရှိရင်လည်း26ကွက်လောက်ထိထည့်ထားပြီးတယ်ပေါ့နော်ပြီးရင်ကျွန်တော်အဖြောင်ပိုင်းပေါ့နော်အဖြောင်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီစန္ဒရွေးချယ်တဲ့ဘိုင်းနဲ့စီးရွေးချယ်တဲ့ဘိုင်းနဲ့တစ်လုံးစီးဖြောင်နဲ့နှလုံးစီးဖြောင်ကြီးတွေ BG ဖြောင်ဖြောင်နဲ့အစီတွဲအထူးဖြောင်နဲ့ကျွန်တော် V1 နဲ့ဖြောင်ကြီးတွေအကုန်လုံးဒီထဲမှာထည့်ထားပြီးတယ်ပေါ့နော်ဒါတော့အဖြောင်ပိုင်းဖြစ်ပါတယ်ခင်ဗျာကျုံးရဲ့သပင်ညက်နည်းပညာစာအုပ်ထဲမှာဆိုလို့ရှိရင်ဒီပုံလေးတွေကြည့်ပဲတည်တံ့ထည့်ထားတာမဟုတ်ဘဲနဲ့ကျွန်တော်ပုံတွေရောစာတွေရောအဓိကကြတယ်ကျွန်တော်ဒီဗစက်ကနေပြီးတော့ရှင်းပြတဲ့စာတွေအကုန်လုံးတင်တန်းကြောင်းတစ်ခုတက်လိုက်ရတဲ့ခန်းစားချက်မျိုးရတယ်ပေါ့နော်ဒီမှာအကုန်လုံးစာတွေရောပုံတွေတခြားလေးအသေးစိတ်ကိုထည့်ထားပေးတာဖြစ်ပါတယ်ခင်ဗျာနေဝေးကမိတ်ဆွေတွေနဲ့ overseas ရောက်နေတဲ့မိတ်ဆွေတွေအတွက်ဆိုလို့ချင်းကျွန်ရဲ့သပင်ညက်နည်းပညာစာအုပ်တွေကနေပြီးတော့မှမိတ်ဆွေတို့ဝါဒနာပါတဲ့ပညာကိုလေ့လာသင်လို့ရတယ်ပေါ့နော်ဒီလိုမိတ်ဆွေတို့အနေနဲ့ online တင်တန်းကိုပြန်ပြီးတော့မှ join နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ online class ကိုကျွန်တော် Viber နေပြီးတော့မှအထူးတည်တံ့တယောက်ချင်း 1by1 ကိုတင်ကြားပေးတာဖြစ်ပါတယ်ခင်ဗျာအရှင်ကတော့တယောက်ချင်းတင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ပြည်ဒေသပဲဖြစ်ဖြစ်အရှင်ကိုညှိပြီးတော့တင်တန်းတက်လို့ရတယ်ပေါ့နော်တို့ရဲ့သပင်ညက်နည်းပညာစာအုပ်တွေကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်ဖြစ်တဲ့0663393939နဲ့3993332339တို့မှာအသေးစိတ်ဆက်သွယ်စုံစမ်းမြင်မှာယူနိုင်ပါတယ်ခင်ဗျာရနိုင်မဲ့စာအုပ်လေးတွေကတော့ယောက်ျားလေးညက်ပါတာဆောင်ရှိတယ်မိန်းကလေးညက်ပါတာဆောင်ရှိတယ်ယောက်ျားလေးအညက်တိတက်နဲ့မိန်းကလေးအညက်တိတက်နေဆိုပြီးတော့မှခြိထားတယ်ပေါ့နော်မိတ်ဆွေတို့လူချင်းတဲ့ဘာသာရပ်ကိုမှာယူပြီးတော့မှဝါဒနာပါတဲ့ပညာရပ်တွေကိုလေ့လာသင်လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပိုင်းမှာပြန်လည်ဆုံတွေ့ကြပါနော်